အားလုံးပဲမင်္ဂလာပါ D-Time to Talk ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ် D-Time to Talk ရဲ့ထုံးစံအတိုင်း coffee ကွက်ဖြစ်ဖြစ်လက်ဖက်ရည်ကွက်ဖြစ်ဖြစ်ခင်ဗျားတို့ဖြောပြီးကြပြီလားဖြောပြီးပြီဆိုရင်တော့ကျွန်တော်တို့ရဲ့အစီအစဉ်လေးစလိုက်ကြရအောင်ဒီကနေ့ကျွန်တော်ဆွေးနွေးခြင်းတဲ့ခေါင်းစဉ်ကနန်းတစ်လုံးရဲ့နောက်ွယ်ကအတွေးစာများဒီ podcast လေးကိုမစခင်မှာကျွန်တော်ပြောချင်တာကဒီ podcast ထဲမှာပြောသွားတဲ့အကြောင်းအရာတွေဒီကျွန်တော်တဦးတယောက်တည်းအမြင်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကွဲလွဲမှုတွေရှိမယ်ဆိုရင်ကျွန်တော်ရဲ့အောက်မှာ comment လေးတွေရေးပြီးတော့ဝင်ရောက်မှတ်ချက်ပေးသွားလို့ရတယ်ကဲစလိုက်ကြအောင်ကျွန်တော်တို့ငယ်ငယ်ကကျောင်းမှာမြန်မာစကားသင်ခဲ့ရတော့ကနန်းနောင်ဆိုတာကိုဘာလဲလို့ဆရာမကမေးရင်ခင်ဗျားတို့ဘယ်လိုဖြေခဲ့လဲမှတ်မိသေးလားနန်းဆိုဒီမှာတက်ရှိတက်မဲ့ဒရက်ရှိဒရမဲ့တို့ဤအမည်ဟူသမျှကိုနန်းဟုခေါ်သည်တဲ့ကျွန်တော်တို့နှုတ်တိုက်ရခဲ့တဲ့ဒီစာသားလေးဒါပေမဲ့ဒီနေ့ခေတ်ကလေးတွေကိုမေးကြည့်လိုက်တော့သူတို့အဖြေကတအားကိုရိုးရှင်းတယ်အမည်ဟူသမျှကိုနန်းဟုခေါ်သည်တဲ့စာသားလေးနည်းနည်းတူသွားတာဘာဖြစ်လဲလို့မေးစရာရှိတယ်ဒီတူသွားခြင်းရဲ့နောက်ွယ်မှာပျောက်ဆုံးသွားတဲ့ပညာရေးအနှစ်သာရတွေအများကြီးပဲရှိနေတယ်လို့ကျွန်တော်တို့ထင်တယ်ဒီနေ့ဒီအကြောင်းကိုဆွေးနွေးကြမယ်ကျွန်တော်တို့ငယ်ငယ်ကသင်ခဲ့ရတဲ့တက်ရှိတက်မဲ့ဒရက်ရှိဒရမဲ့ဆိုတဲ့စကားလုံးတွေကိုပြန်ပြီးတော့ဖြိုခွဲကြည့်အောင်ဆရာမကတက်ရှိဆိုလို့ရှိရင်လူတွေခွေးတွေကြောင်တွေနဲ့ဥပမာပေးတယ်တက်မဲ့ဆိုလို့ရှိရင်ခဲတံတွေစပွဲတွေပေတံတွေစာအုပ်တွေဒါတွေကိုဥပမာပေးတယ်ဒါကမြင်တာတယ်ဒါပေမဲ့ဒရက်ရှိဒရမဲ့ကိုသင်တဲ့အခါမှာကလေးတစ်ယောက်ရဲ့အုံနောက်ကစပြီးတော့အလုံးလုံးလာရပြီဒရက်ရှိဆိုတာကင်တွယ်လို့ရတဲ့အရာဝတ္ထုတွေဒရမဲ့ဆိုတာကင်တွယ်လို့မရတဲ့စိတ်ခံစားမှုတွေအခြေအနေတွေမေတ္တာတွေဒေါသတွေငြိမ်းချမ်းခြင်းတွေဒီအမည်နာမတွေကအဲ့ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ချောင်းလေးကနေကျွန်တော်တို့ဟာလောကကြီးမှာမျက်စိနဲ့မြင်ရတဲ့ဟာတွေရှိသလိုစိတ်နဲ့ပဲခံစားလို့ရတဲ့နာမ်တွေရှိပါလားဆိုတာကိုတခါတည်းအတွေးထဲမှာသိခွင့်ရလိုက်တယ်။နာမ်ဆိုတာကြည်ကြည်ပြန့်ပြန့်နားလည်ခဲ့ရတယ်။ဒါပေမဲ့ဒီဘက်ခေတ်သင်ယူမှာတော့အမည်ဟူသမျှကိုနာမ်တဲ့မှားလားဆိုတော့မမှားဘူးတရားသဘောတရားအရာမှန်တယ်။ဒါပေမဲ့ဒီလိုတူတူလေးရေးလိုက်တဲ့အတွက်ကလေးတွေမှာဘာဖြစ်သွားကြလဲဆိုတော့တိတ်ပြီးစဉ်းစားစရာမလိုတော့ဘူးဒရမဲ့ဆိုတာဘာလဲမေတ္တာဆိုတာကဘာဖြစ်လို့နံဖြစ်ရတာလဲချစ်ချင်းဆိုတာကဘာဖြစ်လို့နံဖြစ်ရတာလဲဆိုတဲ့သူတို့ခေါင်းထဲကခွဲခြမ်းစိတ်ဖြာစရာမလိုတော့ဘူးစာမေးပွဲမှာအမှတ်ရဖို့ကလွယ်သွားမယ်ဒါပေမဲ့အုံနောက်ကိုအလုပ်ပေးမှုကမရှိသလောက်နည်းပါသွားတယ်ဒါကဘာကိုပြနေလဲဆိုတော့လက်ရှိပညာရေးကနားလည်သဘောပေါက်မှု understanding တဲ့အလွတ်ကျက်မှတ်မှုနဲ့အဖြေမှန်ရရှိရေး memorization and scoring ကိုပဲဦးစားပေးနေတယ်လို့ထင်တယ်ရှုပ်ထွေးတာတွေကိုမတင်ကျင်ဘူးရှင်းပြရမှာကိုလည်းပြင်းတယ်ကလေးတွေကဖြေရခတ်မှာကိုလည်းကြောက်တယ်ဒါကြောင့်အရာရာကို simplify လုပ်ပြလိုက်ရတယ်တနည်းအားဖြင့်ပြောရရင် education ကို minimalism လုပ်ပြလိုက်တယ်လို့ကျွန်တော်ကတော့မြင်တယ်ရလဒ်ကတော့ကလေးတွေကချစ်တူရေးလိုပဲစာသားတွေပဲရတော့တယ်သဘောတရားကိုမသိတော့ဘူးဒါကမြန်မာတရားတွေကနန်းတစ်ခုထဲမှာဖြစ်နေတာမဟုတ်ဘူး
သိပ္ပံပထဝီသမိုင်းဘာသာရပ်တိုင်းမှာဒီလိုပဲဖြစ်နေမှာဘာကြောင့်လဲဘလို့ဆိုတဲ့ why တို့ how တို့မေးခွန်းတွေကပျောက်ဆုံးနေတယ် what ဆိုတဲ့ဘာလဲဆိုတဲ့အဖြေကိုပဲသင်ပေးနေတယ်ဥပမာအနေနဲ့ပြောရရင်ဒီမိုကရေစီဆိုတာဘာလဲလို့မေးရင်သူတို့တွေကစာသားအတိုင်းတော့ဖြေတတ်ကြမယ်ဒါပေမဲ့ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့တီးခံခြင်းနားထောင်ခြင်းတန်းတူညီမျှမှုရှိခြင်းစတဲ့အရာတွေကိုနားလည်ဖို့ကမတည်ကြတော့ဘူးကိုကျင်တရားကောင်းမွန်ခြင်းဟာလေဒီမိုကရေစီပါဆိုတာသူတို့သိကျင်မှသိရတော့မယ်ကျွန်တော်တို့ငယ်ငယ်က drummet ဆိုတဲ့စကားလုံးကိုနားလည်ဖို့ကြိုးစားရင်းနဲ့ abstract thinking စိတ်ဒစတွေးခေါ်မှုစွမ်းရည်တွေတိုးတက်လာခဲ့တယ်အခုကလေးတွေမှာအဲ့ဒီလို deep thinking လုပ်နိုင်စွမ်းတွေညော်နေလာတာဟာဒီလိုအပေါ်ယံဆန်တဲ့သင်ကြားမှုတွေကြောင့်လို့တော့ကျွန်တော်မြင်မိတယ်ပညာရေးဆိုတာအချက်အလက်တွေကိုပဲခေါင်းထဲထည့်ပေးတာမဟုတ်ဘူးအဲ့ဒီအချက်အလက် data တွေကိုဘယ်လိုစီမံခန့်ခွဲမလဲအဲ့ဒီအတွေးအခေါ်တွေကိုသင်ပေးရမှာအခုတော့ကျွန်တော်တို့ကသူတို့ကိုငါးဖမ်းပြီးမတင်ပေးပဲနဲ့ငါးတွေတွေပဲလိုက်ဝေသလိုဖြစ်နေတယ်လို့ခံစားရတယ်ဒါဆိုရင်ကျွန်တော်တို့ဘာလုပ်တင်လဲစနစ်ကြီးကိုထိုင်အပြစ်တင်နေုံနဲ့တော့မရဘူးမိဘတွေအနေနဲ့ကျောင်းစာအုပ်ထဲကအမည်ဟူသမျှကိုနန်ဆိုတာလောက်နဲ့ရောင်ရဲနေလို့မရတော့ဘူးကိုယ့်ရဲ့သားကိုယ့်ရဲ့သမီးတွေကိုမိကုန်းတွေပြန်မေးရတော့မယ်စပွဲကုံဆိုတာနန်တော့ဟုတ်ပြီဒါဆိုရင်သားတို့သမီးတို့စိတ်ဆိုးတာတွေဒေါသထွက်တာတွေပျော်ရွှင်တာတွေအဲ့ဒါတွေကတော့နန်ဘာဖြစ်လို့ဖြစ်ရတာလဲအဲ့ဒါတွေကအမည်တော့ဘာဖြစ်လို့ဖြစ်နေရတာလဲကင်လို့မရဘဲနဲ့ဘာဖြစ်လို့နန်ဖြစ်နေရတာလဲစတဲ့အဲ့ဒီလိုမိကုံးလေးတွေနဲ့သူတို့ရဲ့တွေးခေါ်မှုတွေကိုနှိုးဆွပေးရမယ်သူတို့ကို drummet ဆိုတဲ့သဘောတရားတွေကိုအိမ်မှာဖြည့်ဆွတ်သင်ကြားပေးရမယ်ပညာရေးရဲ့ကွက်လက်ကိုဖြည့်ဖို့ကကျွန်တော်တို့အားလုံးရဲ့တာဝန်တစ်ခုပဲနန်းဆိုတဲ့စကားလုံးလေးတစ်လုံးရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ပြောင်းလဲသွားခြင်းဟာရိုးရိုးလေးကြည့်ရင်တော့ဘာမှမဟုတ်ပေမဲ့တီတီချာချာကြည့်ရင်တော့ပညာရေးစနစ်ကြီးရဲ့အကြောင်းကြီးတစ်ခုလို့ကျွန်တော်ကတော့ယူဆမိတယ်ကျွန်တော်တို့ကလေးတွေကိုအလွတ်ဖြေနိုင်တဲ့စက်ရုပ်တွေမဖြစ်စေချင်ဘူးဆိုရင် Dressy နဲ့ Drummet ကိုခွဲခြားသိမြင်နိုင်တဲ့အမှားနဲ့အမှန်ကိုဝေဖန်ပိုင်းခြားနိုင်တဲ့လူသားတွေဖြစ်စေချင်တယ်ဆိုရင်တော့ဒီကိစ္စကိုပေါ့မတွေးသင့်ဘူးလို့တော့ကျွန်တော်ကတော့ယူဆမိတယ်ကဲခမည်းတော်တွေရောဒီနန်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်နောက်မှာကပ်ပါလာတဲ့အတွေးလေးတွေကဘယ်လိုရှိလဲကွန်မန့်မှာဝင်ရောက်မှတ်ချက်ပေးသွားလို့ရပါတယ်နောက်ပြီးကျွန်တော်တောင်းဆိုချင်တာကကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လေးလုပ်သွားပေးကြပါဦးနားထောင်ပေးခဲ့လို့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေဘေးအန္တရာယ်အမျိုးမျိုးမှကင်းဝေးကြပါစေ